င်္ဂလာပါဒီဗီဒီယိုလေးကတော့ IPman VPN တက်ဆင်အသုံးပြုရတာဘယ်လောက်လွယ်ကူအဆင်ပြေလဲဆိုတဲ့ process လေးကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်အရင်ဆုံး IPman website မှာဝယ်မီကိုနှိပ်ပါမယ်ဒီ page လေးမှာလိုချင်တဲ့ IPman data plan ကိုရွေးနှိပ်ပြီးရင်တော့ဝယ်မီ flow လေးကိုနှိပ်ပါမယ် order form စာမျက်နှာလေးမှာတော့နာမည်ဖုန်းနံပါတ်နဲ့ဝယ်ယူထားတဲ့ data plan ရဲ့ကြားသိငွေကို KP ဒါမှမဟုတ် wave တို့နဲ့ငွေလွှဲပြီးတော့ visa screenshot ကိုတော့ access ထည့်ပြီး flow လေးကိုနှိပ်ပြီးထည့်ပေးရပါတယ်ငွေလွှဲတဲ့အချိန်မှတ်ချက်မှာ VPN IPman အစရှိတဲ့စကားလုံးတွေထည့်မိဖို့တောင်းဆိုပါရဗျပြီးရင်တော့ order တင်ပြီး flow လေးကိုနှိပ်ပါမယ်နှိပ်ပြီးရင်ဝယ်ယူထားတဲ့ VPN profile နဲ့တခါတည်းထုတ်ယူလို့ရတာမလို့ထွက်မသွားသေးပဲခဏစောင့်ပေးပါခင်ဗျာအခုလိုကျေးဇူးတင်ပါတယ်စာမျက်နှာကိုရောက်ရင်တော့ VPN profile link ကို link ယူမိ club လေးကိုနှိပ်ပြီးတော့ထုတ်လို့ရပါပြီနှိပ်လိုက်ရင် Telegram ထဲက IPman bot စက်ရုံလေးစီရောက်သွားပြီးတော့ VPN profile link ကိုသူကထုတ်ပေးပါလိမ့်မယ်စာဝင်ခြင်းတက်ဆင်လို့မရသေးပဲငွေလွှဲပြည်စာကိုစစ်ဆေးနေပါတယ်ဆိုတဲ့စာလေးကြာလာနိုင်ပါတယ်ဗျဒါကတော့ငွေလွှဲပြည်စာအတူနဲ့ found တင်တတ်တဲ့မတမာသူတွေရဲ့ရန်ကိုကာကွယ်ဖို့အတွက်ထည့်ထားတဲ့စနစ်လေးပါဗျညာတော့အပြင်မိနစ်ပိုင်းပဲကြာတတ်ပြီးတော့ order များတဲ့အချိန်ဒီမှာ10မိနစ်ကနေ15မိနစ်ထိကြာနိုင်ပါတယ်စစ်ဆေးပြီးရင် IPman bot လေးကစစ်ဆေးပြီးအောင်ပြန်ဝင်လို့ရပြီဖြစ်ကြောင်းကို message ပို့ပါလိမ့်မယ်ဒါဆိုရင်တော့ profile link ကိုပြန်နှိပ်ဝင်ပြီးတော့စတင်အသုံးပြုမည်ဆိုတဲ့အချက်ထဲကအချက်3ရပ်ကိုလုပ်ပေးရုံပါပဲဗျ1 clone နဲ့ VPN application ကို download လုပ်ပါမယ်နှစ်အချက်က link ထည့်မိ clone ကိုနှိပ်ရင် IPman VPN link ကို app ထဲကို auto ထည့်ပေးပါလိမ့်မယ်ဗျ3ကတော့ VPN software ကိုအသုံးပြုနေပါနှိပ်ပြီးကြည့်အောင်ပါပဲဗျဒီ clone 3ခုက iPhone, iPad, Android, Windows, macOS အစရှိတဲ့ device တွေအကုန်လုံးမှာအလုပ်လုပ်ပါတယ်အခြားဖုန်းကွန်ပျူတာဒါမှမဟုတ်မိတ်ဆွေတငယ်ချင်းတွေနဲ့မျှပြီးတော့သုံးနေတယ်ဆိုရင်မိမိရဲ့ VPN profile link လေးကို copy လုပ်ပြီးတော့ပေးပို့လို့ရပါတယ်ဒါမှမဟုတ် share me ဆိုတဲ့ club လေးကိုနှိပ်ပြီးတော့ Messenger, Telegram, Viber အစရှိတာတွေကနေအလွယ်တကူပေးပို့လို့ရပါတယ်ဗျVPN profile နဲ့မှာအသုံးပြုထားတဲ့ data ပမာဏကျန်တဲ့ data ပမာဏကိုအလွယ်တကူကြည့်လို့ရပြီးတော့ data ထပ်တိုးခြင်းလည်း GB သုံးပြီဆိုတဲ့ club လေးကိုနှိပ်ပြီးတော့အလွယ်တကူတိုးလို့ရပါတယ်ဒါကတော့ IPman VPN ကိုအသုံးပြုတဲ့ customer တွေရဲ့ process နဲ့ experience အချင်းချုပ်ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်